ဟဲ့မင်းဗျဟောတခုတော့စားရအောင်ကွာ โอเค အဲ့စား ကဲနားကြရအောင်ကွာခဏလေး ဟုတ်ရ ငါမမရဲ့ဝယ်ရမ်းကျွေနေပြီကွာ ဟဲ့မင်းကမောင်မရောတိတ်ကျွနေတယ်ဟာမင်းကတော့ဘာတိကျတယ်လို့ပါဦး ဟုတ်တယ်ကွာငါမရတော့ဘူးငါရေးစက်ပေးဖို့တော့စီစဉ်ထားပြီ မင်းကလည်းတိကျတယ်လို့ပါဦးကွာလို့ဒီပေါ်လေပြုံးနေဦးမဟဲ့ မသိတော့ဘူးကွာငါတော့ရွေးစင်ရေးစက်ပေးတော့မယ်သူ ဟေးကွာလက်ပြတော့ငါမသိလာရမဖိုင်လေးချက်ဆက်ပေးပါဦး ထားခဲ့လေထားပြီးသွားတော့လေဘာလို့နေရလဲ သူချဲရပါတော့မမယာမတိလားငွေရဲ့ချက်တွေကလေဖုတ်ခဲကွယ်တဲရောက်လာတဲ့ရှေ့ပြောင်းလူသမားလေးတယောက်လိုပါပဲဗျာဘာမှမသိဘာမှမတတ်သေးပဲရုံချချဖြစ်နေတဲ့အချိန်မှာမဆိုတဲ့လှရှင်မလေးရဲ့နှလုံးသားစီမှာခိုလိုခွင့်ရဖို့ပဲနေတိုင်းမျှော်လင့်နေရတာပါဗျာလူတွေကပြကြတယ်မရဲ့စီအိစာအုပ်ရောက်ဖို့စစ်စစ်ဖြတ်ကျော်ရတာပြင်ပါတယ်တဲ့ဒါပေမဲ့လေမောက်တော့ရတော့မရဲ့စစ်စစ်ရေးကိုဖြတ်ကျော်ပြီးမနှလုံးသားရဲ့တရားဝင်ချစ်သူဖြစ်တိမှတ်ပြုခံရဖို့ကပို့ပြီးတော့ရင်ကိုရပို့ပြီးတော့ခေါင်းစားရတယ်မရဲ့ကိုချစ်တဲ့မောင်ရဲ့ချက်တွေကလေသက်တမ်းကိုခံတဲ့ဗီဇာလိုမျိုးမဟုတ်ဘူးနော် overstay မိလို့ဖန်ခံရမှာကိုကြောက်စရာမလိုတဲ့မြဲတမ်းနေတဲ့ခွင့်ရဗီဇာမျိုးပါဗျာဘေးနားမှာတဲလို့တရားဝင်နေတဲ့ခွင့်ပြုပါတော့နော်ကတာချက်တွေသက်တမ်းတိုးရမယ့်ရဲတွေမလို့ချင်တော့ဘူးဗျာမရဲ့အပြုတ်တစ်ချက်နဲ့တင်မောက်ဘတ်တစ်ခုလို့ကို brothers ပတ်မလို့ပဲပိုက်သေးသွားလို့ရပါတယ်ဗျာတခါတလေတော့လေဗျာမောက်ဂိမ်းစိုက်တယ်လို့မျိုးလို့ရင်မောင်းရင်ထဲမှာထုတ်ထားမဲ့လူသမားတယောက်လိုဖန်ခံရတော့မလို့မျိုးတူရင်ပြီးတော့လမ်းလာသွားရတယ်ဗျအခြားလူတွေကနှမ်းမှာလာကနေတော့မောင်းနှလုံးသားကဘာမှမရှိပဲအလို့ဆင်းနေရတယ်လို့မျိုးတရားမဝင်သူတို့ချက်ချရတာပေါ့ဗျာဒါကြောင့်မောင်ရဲ့ချစ်ချင်းမြတ်တော် report ကိုစစ်ဆေးပေးပါနော်မရဲ့နှလုံးသားဆက်ယူလေးထဲမှာမောင်ကိုအမြဲတမ်းလူသမားကြီးဖြစ်ခါပေးဖို့တောင်းဆိုချင်ပါတယ်မရာတခြားစာရဲ့စာလွမ်းတွေကအတူရှိနေပေမဲ့ကိုချစ်တဲ့မောင်ရဲ့ချစ်တွေရတော့လေသူကကိုရိုက်ပြီးတော့ဆက်ဆရာမလို့တဲ့စမတ်ကတ်လို့အစိမ်းမှန်ကြီးပါမရာရဲ့စာရဲ့စာတမ်းတွေအမြန်ဆုံးတည်ပြုပေးမဲ့နေ့ကိုညွှန်လဲလျက်ရဲ့တရားဝင်ချစ်သူဖြစ်ချင်ရှာတော့မင်းမြတ် ဘာရေးထားမှလည်းမသိဘူး အားလုံးတက်မြန်ဆန်မှန်ကန်တက်တာအာရုံပူကက်ကုမ္ပဏီပါ